အားလုံးပဲမင်္ဂလာပါဒီနေ့စားပြမှာတော့လိုင်းပေါ်မှာနာမည်ကြီးနေတဲ့သီးဆုံးရေခဲချောင်းလေးတွေကိုကန်တာယာဒိုဒိုဆိုင်ကနေပြီးတော့ဝဲလာတယ်အားလုံးစကြပါအောင်ဒါလေးကတော့ပြောင်းမှုအရသာလေးပါမပြောသည့်အရသာတပြက်သည့်အရသာနဲ့ဒါလေးကတော့တရသည့်အရသာလေးပါစားမလို့ဖောက်တဲ့အခါမှာလုံးဝဖောက်လို့မရလို့ဘေးမှာမျောနေတဲ့ထက်ရံကိုဖောက်ခိုင်းလိုက်ပါတယ်ညနေကလေးကဝဲထားတာဆိုတော့ရေခဲချောင်းကပျော့နေတာပေါ့နော်ရေခဲချောင်းကပြောနေတော့ရီလိုက်ရတာဦးလေးတက်လို့ကောင်းတယ်ကျူကျူသိမ့်သိမ့်မယ်အားစားလို့ကောင်းတယ်ရတာကတော့စားလို့ကောင်းပါတယ်ရှင်ကြောင်မှုနံလေးကလည်းမွေးနေတာဝင်းညွန့်ကလည်းမြည်ကျင်တယ်ဆိုလို့မို့တကိုက်ပေးမြည်လိုက်ပါတယ်တတိပြီးရေခဲချောင်းလေးဖြစ်ပါတယ်တော်ဘုံရစားတော့မကတာအဲ့ဒါလို့ဒီတော့ဆိုရှင်ဒီမောစားပြီးတယ်ပြပြကဝင်းညွန့်စားတာတော့တပြက်သီးရေခဲချောင်းဖြစ်ပါတယ်ဒီမှာချင်းပြုံးချိုချင်းရေခဲချောင်းလေးတွေဝယ်စားမယ်ဆိုရင်အခုစားတာပို့အဆင်ပြေပါတယ်ရှင်ကြာလို့ရှိရင်ရေပျော်လွယ်လို့ပါခါတရံကိုမစားဘူးတဲ့အရာလေးကိုတော့စမ်းပြီးတော့စားကြည့်သမားတယ်